ဝိညာဉ်တော်ဖျားကျွန်ုပ်ကိုယ်ွယ်ရာကျွန်ုပ်ဘဝရဲ့တန်တာဆုံးတစ်ခင်စိတ်နှလုံးကျွင်းမဲ့ဉာဏ်စွမ်းရှိသည်များဖြစ်ကျွန်ုပ်ကိုယ်ွယ်မိ